ဒီမိုက်လေဒီလိုကပ်ပြောရင်တော့ပို့ပြီးတော့အတန်တော်တော်ကျဲတယ်အင်ကြီးမှထည့်ရင်တော့နည်းနည်းလေးတိုးနိုင်တယ်ခင်ဗျာနော်မိုက်လေးကတော်တော်ကိုအဆင်ပြေတယ်ခင်ဗျာနော် DJI လုံးဝ PC လေးနောက်ပြီးတော့ဒီကလစ်လေးရလည်းခွာလို့ရသေးတယ်နောက်ပေါက်ထဲမှာလည်းတက်လိုက်ပြားလေးပါသေးတယ်လက်သေးခွန်တက်လိုက်ပြားလေးပါသေးတယ်အဓိကအခုနောက်ပိုင်းကျွန်တော်တို့ဗီဒီယိုတွေရိုက်မယ်ဆိုရင်အတန်နဲ့ရုပ်နဲ့ဆိုရင်ဘေးကအရေးကြီးမယ်လို့ထင်တယ်ကျွန်တော်ဒါ personal အမြင်ပေါ့အတန်ကောင်းတဲ့ဗီဒီယိုတွေကကြည်အတန်ကောင်းတယ်ဆိုတာအတန်ကြည်တဲ့ဗီဒီယိုတွေကပို့ပြီးပေါက်တာများရတယ်ဒါကကျွန်တော်ဟိုတိတလောက်လေးပြောပြတာပေါ့နော်ဆိုတော့မိုက်တယ်ဗျာဒီအခု pocket phone ဝယ်ပြီးတော့သုံးနေတာပေါ့ကျွန်တော်ကတော့ကုန်မဝယ်ဘူးဒီတိုင်း essential ကိုပဲဝယ်လိုက်တယ်ဝယ်ပြီးတော့ဒီမိုက်တွေကကိုယ့်ဘက်ကိုတက်ထပ်ဝယ်လိုက်တယ်ခင်ဗျနော်အဲ့တော့ DJI ကအားသာချက်တွေရှိတယ်ဗျာဘာလို့လဲဆိုတော့အရှိကင်မရာဝင်မယ်ဆိုတော့ဒီမိုက်နဲ့သုံးလို့ရတယ် Pocket 3 4အကုန်ဒီမိုက်နဲ့သုံးလို့ရတယ်ခင်ဗျအဲ့ဒီခုတော်တော်အားသာတယ်ပြီးရင် receiver မလို့ဒီလိုမိုက်တစ်လုံးဒီမှာအထဲမှာတခါလေးချိန်လို့ရတဲ့ဟာ function ပါပြီးသားပေါ့နော်